အင်တာဗျူးတစ်ခုမှာ Novel ကိုအချာလေးနဲ့ဆုံးမလိုက်တဲ့ရွှေသမီးပရိသတ်ကြီးရဲ့တသစ္စာမင်းသမီးတွေဖြစ်ကြတဲ့မင်းသမီးရွှေသမီးနဲ့မင်းသမီး Novel တို့ကတော့ရာသက်ပံငါးကောင်မလေးရုပ်ရှင်ဇာတ်ကားကြီးမှာပါဝင်သရုပ်ဆောင်ထားပါတယ်။ရွှေသမီးနဲ့ Novel တို့ရဲ့အတွဲညီညီသရုပ်ဆောင်ထားပြီးတော့ဇလန်တွေကသုံးပွင့်ဆိုင်ချစ်ဇလန်ပေါ်မှာအင်တာဗျူးဖြေဆိုခဲ့ပါတယ်။ရွှေသမီးကအမြဲတမ်းသူများရဲ့ချစ်သူသူများရေးစားကိုစနိုက်တက်တဲ့ Novel ရဲ့အကျင့်ကိုသိနေရကြောင်းရေးစားတွေဖြစ်ကြရင်စီးစီးကြရတယ်လို့ပြောပြလိုက်တယ်လို့ဆိုကြတာပါ။ဇလန်တွေက emoji ရဲ့အကြောင်းကိုဆက်ဆက်ပြောနေရင်းနဲ့ Novel ကိုပပလေးပုတ်ခဲ့တာဖြစ်တယ်လို့ပြောကြပါတယ်။မိန်းကလေးတွေကတတိယလူကိုမချင်းကပ်တဲ့အကြောင်းနဲ့တတိယလူပေါ်မှာစီးထားတဲ့အကြောင်းပြောပြီးသူမကလည်းရီးစားရှိတဲ့သူတွေဆိုရင်ရှောင်းတယ်။တစ်ဖက်မိန်းကလေးကိုလည်းစာနာမိတယ်။နောက်ပြီးတော့မလိုလားအပ်တဲ့ပြဿနာတွေလည်းမဖြစ်တော့ဘူးလို့ဆိုပါတယ်။ဒါက Novel ကလည်းလိုက်တဲ့လေမိန်းကလေးတွေဖြစ်တဲ့မနာလိုမှုနဲ့ရန်တွေးမှုတွေကိုလည်းပြောပြပေးခဲ့ပြီးတော့ပြောပပအင်တာဗျူးဖြေပေးခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းရွှေသမီးကတော့ဘာရဲမဟုတ်ဘူးပြောလိုက်ပေမဲ့တချိန်က Novel ရဲ့အရေးအမဲကြီးကိုတတိယသွားစေတယ်လို့ဖြစ်သွားခဲ့ရပါ။တချိန်ကလွမ်းပိုင်တဲ့ကိစ္စကိုပရိသတ်တွေကတတိယသွားကြပြီးတော့ရွှေသမီးကတော့ပညာသားပပနဲ့အင်တာဗျူးကိုဖေးလိုက်တာဆိုပြီးပြောနေကြပါတယ်။Novel ကလည်းမျက်နှာအတော်လေးပြတ်သွားတယ်လို့သိရပါတယ်။ရွှေသမီးကဇာတ်ကားထဲမှာအပေါ်တင်စနိုက်ကြော်ကျူးရပြီးတော့အပြင်မန်း character ကတော့ရေးစားရှိတဲ့သူတွေဆိုရင်ရှောင်းနေသူမကအဲ့ဒီစီလေးတော့ထားတယ်လို့ပြောပြပေးခဲ့ပါတယ်။တချိန်ကမသိလိုက်ပဲပြစ်မှုလိုက်တဲ့အမှားကြောင့် Novel ရဲ့ထားကိုပရိသတ်အားပေးမှုအရင်လိုမရှိတော့ဘဲနဲ့လူအ ਨੇ စုသာသူမကိုဝန်းရံကြပါတယ်။တချိန်ကလွမ်းပိုင်နဲ့ဘော်ဘီဆော်ဆာတို့ကိုစနိုက်တဲ့အမှားကြောင့်အတော်လေးအပြောဆိုခံခဲ့ရပြီးတော့ရုပ်ကလေးနဲ့မှမလိုက်လို့ရက်တယ်လို့ပါယူကျုံမရပြောဆိုကြတဲ့ပရိသတ်တွေလည်းအများကြီးပါနော်။ဒါပေမဲ့အချိန်တစ်ခုရောက်ပြီးသတင်းတွေဖုံးသွားပေမဲ့လည်းအကြောင်းအရာတစ်ခုတိုက်ဆိုင်တိုင်းအဲ့ဒီအရာတွေပေါ်မှာတွေးပေါက်ပြီးတော့ Novel ကိုပြေးပြီးမြင်သွားကြပါတယ်။ဒါကလည်းတစ်ချိန်ကအမှားကြောင့်လူအများကတတိတရားရှိပြီးတော့စင်ကျင်နိုင်ဖို့နဲ့သင်ခန်းစာယူဖို့မမေ့သေးတဲ့သဘောပါပဲရွှေသမီးပြောလိုက်တဲ့စကားပေါ်မှာ Novel ကိုမရည်ရွယ်ပေမဲ့ Novel ရဲ့မျက်နှာကတော့ဟမ်မဆောင်နိုင်လောက်အောင်ကိုပြတ်သွားခဲ့ပြီးတော့အင်တာဗျူးကိုအောင်ကြီးသီးခံစွာနဲ့ဖြေခဲ့ရတာတွေ့ရပါတယ်။ရွှေသမီးရဲ့အမှားမဟုတ်ပေမဲ့လည်းသူမရဲ့စကားတကူကြောင့်အားလုံးအမှတ်ရပြီးတော့ Novel ကိုကြည့်မိသွားတာကြောင့် Novel လည်းအတော်လေးကိုစိတ်မကောင်းဖြစ်သွားခဲ့မှာပါ။လူဆိုတာကလည်းခလုတ်တီမှအမိတာတာကြောင့်အမားတွေဘလောက်ပဲများဒီအမားကနေသင်ခန်းစာယူဖို့အတွက်ဒီလိုမျိုးဟန်ဖြစ်စေမဲ့တတိလေးတော့ရစေချင်ပါတယ်။ချစ်ချင်းမုန်းချင်းမရှိပဲလူကိုလူလို့မြင်ပေးပြီးတော့သူမရဲ့အနုပညာလေးကိုအားပေးကသူမရဲ့ကြံရှိနေတဲ့အမှန်တရားတွေပေါ်မှာအားပေးကြဖို့ပရိသတ်တအုပ်ကလည်းတောင်းပန်စကားဆိုထားပါတယ်။ Novel လေးကိုလည်းစာနာထောက်ထားပြီးတော့တနာကြတဲ့သူတွေရှိတာကြောင့်မင်းသမီးအနေနဲ့ဘယ်လိုစကားပဲဖြစ်ဖြစ်ကိုနဲ့မဆိုင်တယ်လို့နေပြီးအမားတွေကိုသင်ခန်းစာယူဖို့ပြောပြပေးလိုက်ရပါတယ်။ရွှေသမီးရဲ့သူမရဲ့ခံယူချက်ပေါ်မှာလည်းစိတ်ထားလေးလာတာကြောင့်ချီးကျူးတဲ့သူတွေကလည်းအများကြီးရှိနေရပါ။ဒီတော့ပရိသတ်ကြီးရာသက်ပံငါးကောင်မလေးဇာတ်ကားကြီးမှာမင်းသမီးလေးနှစ်ယောက်ရဲ့တရုပ်ဆောင်မှုတွေအပေါ်မှာလည်းမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။ကြည့်ရှုအားပေးရတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။